မနေ့ကလေအကောင့်တစ်ခုကနေမှ comment လေးမှန်ထားတာပေါ့နော်ဒါမျိုးပုံလေးပေါ့နော်အဲ့ဒါလေးကကြတော့ဖုန်းက error တက်တာမျိုးမဟုတ်ပါဘူးရှင်ဖုန်းက error တက်တာမဟုတ်ပါဘူးသူကလေ Mi AI speed engine ပေါ့နော်ပြောရလို့ရှိရင်အတန်းနဲ့အမိတ်ပေးစနစ်ပေါ့နော်အဲ့ဒီအတန်းနဲ့အမိတ်ပေးစနစ်မှာသူက permission မဖွင့်ထားတာပဲဖြစ်ပါရဲ့ဒီအကောင့်ပိုင်ရှင်လေးရပေါ့နော် Chrome ကလားဒါမှမဟုတ် browser လားဆိုတော့တစ်ချက်လောက်ကြည့်ပေးပါနော်Chrome ပဲဖြစ် browser ကနေပဲဖြစ်ပေါ့နော်အခုပြောပြမယ်နီလန်းလေးတိုင်းလုံးကြည့်ပါရှင်အဲ့ဒီအတန်းနဲ့အမိတ်ပေးစနစ်ကိုပေါ့နော် permission လေးဖွင့်လိုက်ရင်အဆင်ပြေသွားမှာပါရှင်ဒါမှမဟုတ် update လောက်တာမျိုးပေါ့နော် restart လောက်တာမျိုးကြီးဆိုလို့ရှင်လည်းအဆင်ပြေတတ်ပါတယ်စမ်းပြီးလုပ်ပြပေးမယ်နော်ရှင်ဒီမှာပေါ့နော်ဖုန်းရဲ့ setting လေးထဲဝင်လိုက်ပါရှင် setting လေးရောက်သွားရင်ဒီထက်လေးရဲ့မှာ app ဆိုတာလေးရှိရယ်ဒီ app ထဲကိုဝင်ပေးလိုက်ပေါ့နော်တချို့ဖုန်းတွေကြတော့ manage app ထဲဝင်ပေးရရယ်ပေါ့နော်တချို့ဖုန်းတွေကြတော့ဒီမှာ direct ရောက်သွားတယ်ဒီထက်လေးရဲ့မှာကျွန်တော်တို့က Mi AI speed engine ဆိုတာလေးကိုရှာပေးရမှာပဲဖြစ်ပါတယ်ရှင်ဒီထက်လေးရောက်သွားလို့ရှိရင် Mi AI speed engine ဆိုဒီမှာ engine ပေါ့နော်ဒါမျိုးလေး engine လားဒီထက်လေးတွေကိုဝင်ပေးလိုက်ဝင်ပေးပြီးတော့ကျမတို့ဒီမှာ permission ဆိုတာလေးရှိရယ်ဒီ permission လေးကိုတစ်ချက်ဖိပေးဒီမှာ permission နေရာလေးကဒီ microphone လေးကဒီလိုမျိုးအမြတ်ဘယ်လိုပြောရမလဲအမှားချက်ကလေးဖြစ်နေရင် always s လေးကိုထားalways s လေးကိုထားပြီးရင်ဒီမှာနောက်တစ်ခုက message ပေါ့နော်ဒီမှာ always allow လေးကိုထားလိုက်အဲ့ပဲဒီဖုန်းဆိုတာလေးကိုလည်း always allow လေးကိုထားလိုက်ဒီကောင်းလေးက permission ပြနေရပါတော့ဒါမျိုးလေးဖြစ်ရမှာပေါ့နော်အဲ့ဒါမှအာသာ permission နဲ့ထပ်ဝင်ပြီးဒီတိုင်းလေးပဲကြည့်ရှိကဖြစ်နေရလေးတွေကိုကျွန်တော်တို့ကအမှန်လေးချက်တော့အောင်ပြောင်းပေးလိုက်အောင်ပဲပေါ့နော်အဲ့လိုမျိုးလေးပြောင်းပေးလိုက်ပါရှင်အဲ့ဆိုလို့ရှိရင်အဲ့ဒီ browser လေးရပဲဖြစ်ဖြစ်ပေါ့နော် Chrome လေးရပဲဖြစ်ဖြစ်အဲ့ဒါလေးကအဆင်ပြေသွားမှာပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုး permission တွေဖွင့်ပြီးသွားပြီဆိုရင်တောင်တကယ်လို့သူကအဲ့လိုမျိုးပဲထပ်ပြနေတယ်ဆိုရင်ဒီမှာ permission တွေအားလုံးဖွင့်ပြီးသွားပြီပေါ့နော်အကုန်လုံးအမှန်ချက်တဲ့အထိ permission ဖွင့်ပေးလိုက်ဒါဆိုရင်အဆင်ပြေသွားပြီပေါ့နော်အားပြောကိုစောနာ error တက်တဲ့ Chrome ပဲဖြစ်ဖြစ် browser ပဲဖြစ်ဖြစ်တစ်ချက်ဝင်ပေးလိုက်တကယ်လို့မှ error လေးမှတက်နေတယ်ဆိုရင်ထပ်ပြီးတော့ဖြစ်နေသေးတယ်ဒီ permission တွေဖွင့်ပြီးရင်တောင်ထပ်ဖြစ်နေတယ်ဆိုရင်ကျမတို့ကအဲ့ error တက်တဲ့ဟိုဟာလေးကို icon လေးကိုကြာလေးဖိထားလိုက်ဖိပြီးတော့ဒီမှာ icon ပုံစံမျိုးလေးရှိတယ်ဒီထက်လေးတစ်ချက်ဝင်ပေးအောက်ကမှာပေါ့နော် click data ပေါ့နော်အဲ့ဒါလေးတစ်ချက်ဖိဒီမှာ click case ဆိုတာတွေလုပ်ပေးလိုက်ဒါမျိုးလေး click case လေးဆိုတာလုပ်ပေးလိုက်ပါ okay လေးကိုနှိပ်ဒါမျိုးလေးလုပ်ပြီးသွားလို့ရှိရင်ကျမတို့restart လေးလုပ်ပေးလိုက်ပေါ့နော်restart ဆိုတာအပေါ် power off မဟုတ်ဘူးအောက်က robot ဆိုတာလေးကိုလုပ်ပေးလိုက်ပါဒါဆိုရင်တော့အဆင်ပြေသွားပါလိမ့်မယ်ရှင်လုံနည်းလေးရောဖြစ်နေတဲ့ပြဿနာလေးတွေကိုရောပြောပြပေးလိုက်ပါတယ်ရှင်အဆင်ပြေပါစေနော်ကြိုက်နေတက်တယ်ဆိုရင်တော့အသေးလေးလေးပေးခဲ့ပါ comment လေးလည်းတီးလို့ရလေးရှင်မငယ်နိုင်ပါရဲ့ပေါ့နော်နောက်ထပ်တွေလည်းဗီဒီယိုလေးတွေဒီ page လေးကနေတင်ပေးသွားအောင်မလို့ like and follow လေးလုပ်ပေးခဲ့ပါအောင်ရှင်မိတ်ဆွေတီးအောင်လည်း share တော့ပါအောင်နော်